ဘာမှလုပ်ဆရာမလို့ပဲငွေရကျန်းတဲ့ app လို့ပြောလို့ရပါတယ်လူကြီးလူငယ်အကုန်လုံးလို့ရပါတယ် digital service ကပါကျွန်တော်ပြပြပေးမှာ fan wall ပါ fan wall ကတော့ကျွန်တော် Play Store မှာ US VPN လေးခံပြီးတောင်းတော့ဆွဲလိုက်ပါဒီကောင်လေးသုံးမဲ့ဆိုရင်ကျွန်တော် US VPN လေးခံပြီးတောင်းအောင်မှာဖြစ်တယ်ကျွန်တော်ဒီမှာပတ်စံမတက်ဘူးဆိုရင်ကျွန်တော်တယောက်နဲ့တယောက်က VPN origin တူတာပြောင်းပြီးတော့သုံးပါဒါဆိုရင်ငွေတက်မြန်ပါလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော် withdraw ကိုချက်ကြည့်မယ်ဘေးမှာ withdraw ကိုနှိပ်မယ်ဒီမှာကျွန်တော်ငွေထုတ်ဖို့အတွက်အဓိကပါလဲဆို pay ပါမယ်ကျွန်တော် minus ပါမယ် payback ပါမယ် 2 money ပါမယ်ကိုကြိုက်တဲ့နိုင်ငံနေပြီးတော့လောက်ပြီးတော့ငွေထုတ်လို့ရမှာဖြစ်တယ်ကျွန်တော်တို့ကတော့ payback နဲ့ထုတ်တာဖြစ်လို့တကယ်လို့ payback တွေပါမရှိဘူး payback တွေပါဖွင့်နေတယ်ဆိုကျွန်တော်ရှိမှလာဖွင့်လို့ရပါတယ်ကျွန်တော်စားပေးပါတယ်ဒီမှာဆိုရင်ဟောပါ minus ပြเนาะဒီဘက်မှာ pay ရပြเนาะဒီမှာကိုလိုချင်တဲ့ဟာလေးကြည့်ပြီးထုတ်လို့ရပါတယ်အဲဒါဆိုကျွန်တော်အဓိကအလဲက play ကိုနှိပ်ပြီးတော့ကျွန်တော် run မှာဖြစ်တယ်ဘာမှလုပ်စရာမလိုပါဘူးเนาะဖုန်းရှိရင်ကျွန်တော်ပြစ်ထားလိုက်ပါเนาะလုံးဝမိုက်နေဒီကောင်လေးကကျွန်တော် play နှိပ်လိုက်မယ် play နှိပ်ပြီးတော့ကျွန်တော်ခဏစောင့်မယ်ကြော်ညာလေးတက်လာတယ်ဆိုရင်ခဏလောက်ကြည့်လိုက်မယ်ကျွန်တော်ကြည့်ပြီးရင်ကျွန်တော်အထဲရောက်သွားမယ်เนาะအထဲရောက်ကျွန်တော်ဒါမျိုးလေးပုံရင်ခဏစောင့်လိုက်ပါဒီအောက်မှာဆိုရင်ကျွန်တော်တို့က sheet က level ဖြစ်ပါတယ်ကျွန်တော် percentage နှုန်းဖြစ်ပါတယ်ဘေးကတော့ level ဖြစ်ပါတယ်ဘေးမှာတော့အချိန်ကတော့ကျွန်တော်ဒီခဏလေးတွင်းမှာပဲမြင်မြရလို့ပြောမှာပါเนาะဒါကိုယ်တိုင်လုပ်ကြည့်မှသိပါလိမ့်မယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော်ဒီ level ပါ level ကျန်းသွားလို့လုံးဝအရလဲကျန်းပါတယ်ဒီကောင်လေးကတကယ်လို့ကျွန်တော်ရှိမှအကောက်တွေပါဖွင့်နေနေဆိုလဲလာဖွင့်လို့ရပါတယ်လာပြီးစုံစမ်းလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်ခဏစောင့်ကြည့်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တစ်ချက်ပြန်ထွက်လိုက်မယ်ဗျာเนาะကိုလိုချင်တဲ့အမောက်ကိုလိုချင်တဲ့ဟာလေးရပြီဆိုရင်တော့ကျွန်တော်ပြန်ထွက်လိုက်မယ်เนาะချက်ကြည့်မယ်เนาะโอเคကျွန်တော်တို့ဒါလေးကခဏလေးတွင်းပါမယ်เนาะလုံးဝမိုက်ပါတယ်ဒါဆိုကျွန်တော်ခဏထွက်လိုက်ပါပြီထွက်လိုက်တဲ့အချိန်မှာဒီလိုလေးတက်လာပါလိမ့်မယ်တက်လာရင်ကျွန်တော်ဒီမှာပြထားတဲ့ဟာလေးကငွေထုတ်နည်းကိုလည်း Digital Pro YouTube မှာတင်ပေးတော့မှာဖြစ်ပါတယ်